coffee ရင်းစိတ်ကြရဲ့လူတွေရှိလားဒီရပိုင်းမှာလေcoffee လေးတစ်ခုကိုဂရင်းတွေနေကြိုက်နေပေါ့နော်တူမလေးပြောလိုက်တယ်ဒီ coffee ခွက်လေးနဲ့ငါ coffee တောက်နေတာအားမရအောင်မဝတော့ပေါ့နော်အဲကြောင့်ကြီးတဲ့ coffee ခွက်ဝယ်ရမယ်လို့ပြောလိုက်တဲ့ခါကျတော့တူမလေးကဒီ coffee ဘူးလေးကိုပေးလိုက်တာပါရှင် coffee ဘူးလေးပေါ့နော်ဒါလေးနဲ့ဆိုရင်ပြချင်တာတော့ဒီ coffee ဘူးနဲ့ coffee ခွက်နဲ့ဆိုရင်လေဒီလိုမျိုးပေါ့အရက်ကတလောက်กว่าအားရပါရတောက်ပြီးတော့ဆိုတော့အားရပါရတောက်လို့ရတာပေါ့နော်တဏီကုံတူတောက်လို့ရတာပေါ့အဲဆိုတော့ကျွန်တော်တော့ဒီ coffee လေးကိုဒီ coffee မနေ့ကလေးဒီလိုမျိုးဖြော်ထားလိုက်တယ်မပူမအေးချင်နေလေးပေါ့နော်ဒီလိုလေးနှိမ့်ပြီးတော့မှတဏီကုံတဏီခန့်လေးတောက်တယ်ပေါ့အဲ့မှာတခုလေးပြပြချင်တာတော့ဒီရဲ့ coffee မှုန့်ပါဒီ coffee မှုန့်ပါပေါ့နော်ဒီ coffee မှုန့်လေးကကြတော့ဒါနှစ်ရီခန့် coffee မှုန့်ပေါ့ဒီရဲ့ပိုင်ရှင်နဲ့လည်းတီးတော့မနေပါဘူးเนาะဒါပေမဲ့လက်ဆောင်ရထားတော့ဒီ coffee လေးကောင်းတဲ့အကြောင်းလေး coffee ကောင်းလေးကြိုက်တဲ့လူတွေတက်တောက်ကြည့်လို့ရတယ်ဆိုတာလေးလာပြောပြပေးတာပါရှင်တော်မကွေးတိုင်းဒေသကြီးငဖဲမျိုးနေမှာထွက်တယ်တောင်ပေါ်ဒေသထွက် coffee စစ်ပေါ့เนาะဒါတော့200 kg ဘူးလေးပေါ့ဈေးလေးကတော့မသိပါဘူးသိချင်လို့ဆိုရင်တော့မေးပေးပါမယ်ဒီ coffee လေးတောက်လို့ကောင်းတယ်တဏီကုံတဏီကန်3ရတိုင်းကို coffee ကြိုက်တဲ့လူတွေတဏီကုံတဏီကန် coffee တောက်ချင်နေတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ coffee မှုန့်လေးစမ်းကြည့်ဖို့အဲ့ဒါလေးလာပြောပြတာပါ coffee ကိုမှုန့်လေးကိုလက်ဆောင်ပေးတဲ့တူရောဒီ coffee ဘူးလေးကိုလက်ဆောင်ပေးတဲ့တူမလေးတွေကိုလည်းကျေးဇူးများတင်ပါတယ်နေ့ကန် coffee ပါရှင်